ခေါင်းတလားတဲ့ကလူဟာအသက်ရှင်နေသေးတယ်ဆိုတာကိုမိန်းကလေးငယ်လေးကတစ်ချက်ကြည့်ုံနဲ့သိလိုက်ပါတယ်ဒါကြောင့်သူမဟာဇာပနာစီတန်းလှည့်လည်မှုကိုအမြန်တားဆီးပြီးအကိုကြီးမသေးသေးဘူးလို့အော်ဟစ်ပြောဆိုခဲ့ပါတယ်ဒါပေမဲ့အဖေဖြစ်သူကတော့သူ့သားတကယ်တည်ဆုံးသွားပြီလို့အခိုင်အမာဆိုကကလေးမလေးရဲ့စကားကိုတလုံးမှမယုံကြည်ခဲ့ပါဘူးထိုအခါမိန်းကလေးငယ်လေးကငှက်ပြောရဲတောင်ကိုထုတ်ပြီးရက်ခတ်လိုက်ပါတယ်ခဏကြာမှပဲခေါင်းတလားဖုံးဟာရုတ်တရက်ပွင့်ထွက်သွားပါတယ်ကြောက်လန့်တကြားဖြစ်ကုန်ကြတဲ့လူတွေဟာအရက်မျက်နှာအသီးသီးကိုထွက်ပြေးသွားကြပေမဲ့မိန်းကလေးငယ်လေးကတော့တည်ငြိမ်စွာနဲ့အနားကိုတိုးသွားခဲ့ပါတယ်ဒါပေမဲ့အဖိုးကြီးတယောက်ကသူမကိုကြားဖြတ်ထားစီပြီးမိုးမတက်ခင်ညင်ညွတ်မပေးရင်ဒီလူဟာဘယ်တော့မှလူပြန်မဖြစ်နိုင်တော့ဘူးလို့အဖေဖြစ်သူကိုပြောပါတယ်မိန်းကလေးငယ်လေးကတော့ထိုးဆရာဆိုသူကိုလူလိမ်ဖြစ်ကြောင်းချက်ချင်းဖော်ထုတ်လိုက်ပါတယ်အဖေဖြစ်သူကအကယ်၍ငါသားကိုအသက်ပြန်ရှင်အောင်လုပ်ပေးနိုင်ရင်နင့်ကိုငွေတွေအများကြီးပေးမယ်လို့ပြောလိုက်ပါတယ်မိန်းကလေးငယ်ကချက်ချင်းကုသပေးဖို့ပြင်ဆင်ပြီးအလဲအလဲအနေနဲ့ယူရို3,800,000တောင်းဆိုခဲ့ရအဖေဖြစ်သူကမဆိုင်မတော်သဘောတူခဲ့ပါတယ်အဖိုးကြဒီဟာသူ့အစီအစဉ်ပျက်စီးတော့မှာကိုတီးပြီးပြတလဲနဲ့ကလေးစကားကိုမယုံပါနဲ့လို့ဖြောင်းဖျားဖို့ကြိုးစားပါတယ်ဒါပေမဲ့မိန်းကလေးငယ်ရဲ့အံ့ဖွယ်ဆေးစွမ်းကြောင့်ထိုလူဟာချက်ချင်းတတိပြန်ရလာပြီးခေါင်းတလားတဲ့ကနေဝုန်းကနေထထိုင်လိုက်ပါတယ်အဖေဖြစ်သူကဝမ်းသာအားရနဲ့သူ့သားကိုပွေ့ဖက်လိုက်ချိန်မှာတော့အဖိုးကြီးဟာအရာအလုံးဆုံးရှုံးသွားပြီဆိုတာသိပြီးကြောက်လန့်တကြားထွက်ပြေးသွားပါတော့တယ်ထို့နောက်မိန်းကလေးငယ်ဟာသူမရဲ့ဆရာပေးလိုက်တဲ့ပစ္စည်းတစ်ခုကိုထုတ်ပြပြီးသူမရဲ့ဖြစ်တည်မှုအစစ်မှန်ကိုထုတ်ဖော်ပြပေါ်လိုက်ပါတယ်သူမဟာတကယ်တော့လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကဖုန်ကြီးကျောင်းတစ်ခုမှာအနံခံထားရတဲ့အဖေဖြစ်သူရဲ့သမီးရင်းဖြစ်နေပါတယ်အဖေဖြစ်သူကစိတ်လှုပ်ရှားစွာနဲ့သူမကိုမိုးဖို့ဖြစ်ယူရိုတန်းချက်ချင်းပေးလိုက်ပါတယ်တရားမျှတပြီးပြတ်သားတဲ့မိန်းကလေးငယ်ဟာဒီကိစ္စရဲ့နောက်ွယ်ကတရက်ခန့်အစ်စ်ကိုရှာဖွေဖို့အဖေနဲ့အတူအိမ်ပြန်လိုက်သွားခဲ့ပါတယ်ထို့အချိန်မှာအသက်ပြန်ရှင်လာတဲ့လူရဲ့ဇနီးဖြစ်သူဟာသူမရတော့မယ်လို့ထင်ထားတဲ့အမွေတွေအတွက်ဝမ်းကွဲမောင်နဲ့အတူအောင်ပွဲခံနေပါတယ်ဒါပေမဲ့ဆရာတူကအပြေးလွှားရောက်လာပြီးနှစ်ယောက်ကြားတရားကပြန်ရှင်လာပြီးလို့တတိပေးလိုက်ပါတဲ့အဲ့ဒီအချိန်မှာပဲအသက်ပြန်ရှင်လာတဲ့လူကအခန်းထဲကိုဝင်လာတဲ့အတွက်ဇနီးဖြစ်သူဟာတုံ့လှုပ်သွားပါတယ်မိန်းကလေးငယ်ကတော့သူမရဲ့အကူဟာအလိန်ခံနေရမှန်ချက်ချင်းတိလိုက်ပြီးတတိပေးတဲ့အနေနဲ့သူ့ကောင်းပေါ်ကိုဥထုတ်စိန်တလုံးတင်ပေးလိုက်ပါတယ်အဖေဖြစ်သူကမင်းမိမမင်းကိုတစ္ဆာဖောက်နေတာလို့တားဖြစ်သူကိုတတိပေးပေမဲ့တားဖြစ်သူကသူ့ဇနီးကိုချစ်လွန်းလို့မယုံကြည်နိုင်ဖြစ်နေပါတယ်ဒါကြောင့်မိန်းကလေးငယ်ကအမှန်တိုင်းပဲပြောရအောင်မန္တန်တစ်ခုကျွတ်လိုက်ပါတယ်ထို့အခါဇနီးဖြစ်သူကကျမပိုက်ထဲကကလေးကဝမ်းကွဲမောင်ရဲ့ကလေးပါလို့ချက်ချင်းဝန်ခံလိုက်ပါတော့တယ်သူတို့နှစ်ယောက်ဟာသူတို့ရဲ့ပတ်သက်မှုကိုဝန်ခံယုံတာမကအကိုဖြစ်သူကိုအပြစ်ရှာဖို့ဆရာတူနဲ့ပေါင်းပြီးစီစဉ်ခဲ့တာတွေကိုလည်းဖွင့်ပြောလိုက်ရတဲ့အတွက်ထိုက်တန်တဲ့အပြစ်ပေးမှုကိုခံယူခဲ့ကြားရပါတယ်အဲ့ဒီအချိန်မှာပဲမိန်းကလေးငယ်ဟာသူ့မစီကဘောလုံးလေးလင်းလာတာကိုသတိထားမိပြီးသူမရဲ့ဒုတိယအကူအန်ရရှိနေပြီဆိုတာသိလိုက်ပါတယ်ခြံထဲကိုရောက်ချင်းမှာပဲထူးဆန်းတဲ့မြူမဲတွေဖုံးလွှမ်းနေတာကိုမြင်လိုက်ရပါတယ်သူမဟာသူမရဲ့ကြောင်လေးကိုကြားကြီးတစ်ကောင်ဖြစ်ချက်ချင်းဖန်ဆင်းပြီးထိုမြူဆိုးတွေကိုဝမ်းမြုပ်ခိုင်းလိုက်ပါတယ်အိမ်ထဲရောက်တဲ့အခါနာမည်ကြီးမင်းသားတစ်ယောက်ဖြစ်တဲ့ဒုတိယအကူကိုတွေ့လိုက်ရပါတယ်မိန်းကလေးငယ်ကအမြဲတမ်းကံကောင်းတတ်တဲ့အကူကဘာလို့အခုလိုကတ်ဆိုးမှုတွေဝိုင်းနေရတာလဲလို့အံ့ဩနေပါတယ်ထိုစဉ်ရုပ်ရှင်အဖွဲ့သားတွေကရိုက်ကူးရေးအတွက်အလင်းစလို့လာခေါ်ကြပါတယ်မိန်းကလေးငယ်ကအကိုဖြစ်သူကိုတားဆီးပြီးကာကွယ်ပေးမဲ့အဆောင်လက်ဖွဲ့တစ်ခုပေးခဲ့ပါတယ်ဒါပေမဲ့အကိုဖြစ်သူကဂယုမဆိုင်ဖဲတောတောင်ထဲကိုရိုက်ကူးရေးအတွက်ထွက်သွားခဲ့ပါတယ်ရောက်ပြီးမကြခင်မှာပဲသူဟာတစ်ခုခုကိုခလုတ်တိုက်မိပါတယ်တိုက်ရိုက်ထုတ်လွှင့်မှုကြည့်နေတဲ့ပရိသတ်တွေကတော့ဒါဟာရှားပါတဲ့ဆေးဖက်ဝင်ပင်ဆိုတာကိုချက်ချင်းမှတ်မိသွားကြပါတယ်အကိုဖြစ်သူကညီမလေးကိုဧည့်ခံဖို့ပတ်စံအများကြီးရတော့မယ်ဆိုပြီးဝမ်းသာနေစဉ်မှာပဲတောင်ကြီးကရုတ်တရက်တုန်ခါလာပြီးတစ်ပင်ကြီးတစ်ပင်ဟာသူ့စီကိုလဲကျလာပါတော့တယ်